မင်္ဂလာပါရှင်ပရိသတ်တွေရဲ့နေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်မဲ့ကျန်းမာရေးဗဟုသုတတွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ BIZ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျမတို့မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းတွေမှာအမဲလိုတွေ့ရတတ်ပြီးအလွယ်တကူလဲဝယ်ယူလို့ရတဲ့အပင်တစ်မျိုးအကြောင်းပြောပြပေးချင်ပါတယ်မပြောခင်လေးမှာ BIZ Channel ကို Subscribe လုပ်ထားပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်ခုပြောပြမယ်အပင်လေးအကြောင်းမှာတော့အဲ့ဒါကတော့ကဘာတဝါမှာ Miracle Tree အံ့ဖွယ်တစ်ပင်လို့တော့တင်စားခေါ်ဝေါ်ကြတဲ့ဒန်တလွန်ပင်ပဲဖြစ်ပါတယ်ဒန်တလွန်တီးကိုဟင်းချိုချက်ထောက်ကြသိမယ်သူ့ရဲ့အရွက်အသီးနဲ့အပွင့်တွေကကျမတို့ခန္ဓာကိုယ်အတွက်ဘလောက်တောင်အကျိုးကျေးဇူးများသလဲဆိုတာကိုသိရင်ပရိသတ်ကြီးတေချာပေါက်အံ့သွားပါလိမ့်မယ်။ကဲဆက်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ဒန်းတလွန်ရွက်အကြောင်းပြောကြည့်ရအောင်။တင်းငယ်တဲ့အရွက်လေးတွေပေမဲ့သူတို့မှာပါဝင်တဲ့အာဟာရဓာတ်တွေကအံ့မခံပါပဲ။လိန်ပေါ်တီးထက်ဗိုက်တာမင် C 9 ဆပေါ်ပါတယ်ဆိုရင်ယုံမလားရှင်။ဒါပြင်နွားနို့ထက်ကယ်လ်ဆီယမ်4 ဆပေါ်ပါပြီးဟင်းနုနွယ်ထက်တန်ဓာတ်ပိုမိုကျွဲပါပါတယ်။ဒါကြောင့်သွေးအားနည်းတော့ကရှိသူတွေကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအတွက်အရန်ကိုတင်တော်ပါတယ်။ကိုယ်ကန်စွာကိုမြင့်တင်ပေးတဲ့အပြင်သွေးသွင်းကြကြဓာတ်ကိုလည်းထိန်းညှိပေးလို့စီးချိုစမားတွေအတွက်မရှိမဖြစ်စားသုံးပေးတဲ့နဲ့တဘာဝဆေးဆန်းကောင်းတလက်ပဲဖြစ်ပါတယ်။ကဲဒန်းတလွန်ဒီဘက်ကိုကူလိုက်ရအောင်။အိမ်ရှင်မတွေအကြိုက်တွေ့တဲ့ဒန်းတလွန်ဒီကအစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာရေးအထူးကောင်းမွန်ပါတယ်။သူ့မှာအမြန်ဓာတ်ဖိုင်ဘာတွေအများကြီးပါဝင်လို့အစာကြေလွယ်စေပြီးဝမ်းချုပ်တာကိုထိထိရောက်ကာကွယ်ပေးပါတယ်။ဒါအပြင်အယိုးအဆစ်တွေကိုတန်ဆွမ်းစေတဲ့ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင်တွေပါဝင်လို့အဆစ်အမြင့်ကိုက်ခဲတတ်သူတွေပုံမှန်စားသုံးပေးသင့်ပါတယ်။သွေးတိုးကျစေတဲ့နေရာမှာလည်းဒန်းတလွန်သီးကတကယ်ကိုနာမည်ကြီးပါတယ်ရှင်။နောက်ဆုံးတစ်ခုကတော့လူသိနေတဲ့ဒန်းတလွန်ပွင့်ရဲ့အစွမ်းပါပဲဒန်းတလွန်ပွင့်ကိုတုတ်စားတာပဲဖြစ်ဖြစ်ကြော်စားတာပဲဖြစ်ဖြစ်လုပ်လို့ရှိကြပါတယ်သူ့မှာအမိုင်နိုအက်ဆစ်တွေကျွဲဝါးစွာပါဝင်ပြီးအမျိုးသမီးတွေအတွက်အထူးကောင်းမွန်ပါတယ်အထူးသဖြင့်နိုးတိုက်မှုခင်းတွေအတွက်နိုးထွက်နှုံတိုးစေတဲ့အပြင်ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာလည်းအလွန်အသုံးဝင်ပါတယ်ကြွက်သားတွေကိုပြေးလွယ်စေပြီးညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့လည်းကူညီပြပါသေးတယ်။ဒန်းတလွန်ပင်ဆိုတာအမိကနေအဖျားအထိအလဟတာလွင့်ဖြစ်เสียမလို့အောင်ကျမရေးအတွက်အကျိုးပြုတဲ့အပင်တစ်ပင်မှာပရိသတ်ကြီးလည်းဒီကနေ့ကစပြီးတန်ဖိုးကြီးတဲ့ဖြစ်ဆွတ်စာတွေဝယ်တောက်မဲ့အစားတဘာဝကပေးတဲ့လက်ဆောင်ဖြစ်တဲ့ဒန်းတလွန်ရွက်အသီးနဲ့အပွင့်လီကိုနေ့စဉ်စားတောက်မှုပုံစံမှာထည့်သွင်းစားသုံးဖို့မမေ့နဲ့နော်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကပရိသတ်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်အပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ကျမ်းမာရေးဗဟုသုတတွေကိုတင်ဆက်ပေးသွားမလဲဆိုတာဆက်လက်ဆောင်မျှော်နားဆင်ပေးကြဖို့ BIZ Channel ကို Subscribe လုပ်ထားပေးပါဦးရှင်အားလုံးတဲ့ဘေးဥပအန္တရာယ်အသွဲတွေကကင်းဝေးလွတ်မြောက်ပြီးကျန်းမာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်